ဒီနေ့တော့ကျွန်တော်တို့အင်္ဂလိပ်စာလေ့လာတဲ့နေရာမှာလေအချိန်မရှိဘူးဆိုတဲ့စင်ချေတွေကိုလုံးဝဖယ်ရှားပစ်မယ်အကြောင်းအရာလေးကိုအေးအေးဆေးဆေးဆွေးနွေးသွားကြမယ်ဗျအများစုကဘာသာစကားတစ်ခုခုလေ့လာမယ်ဆိုရင်တပတ်ကိုအချိန်2 နာရီတိတိပေးပြီးအခန်းထဲပိတ်စာအုပ်တွေနဲ့ကြိတ်လုံးမှတက်မယ်လို့ထင်ကြတယ်လေဒါပေမဲ့နေ့စဉ်9 မိနစ်လုံးလေးပုံမှန်အချိန်ပေးရုံနဲ့ဥနောက်ကိုပိုပြီးချီထိရောက်ပြောင်းလဲပေးနိုင်တယ်ဆိုရင်ခေါ်အေးအဲ့ဒါကတကယ်ကိုစိတ်ဝင်စားစရာပဲရှင်ဒီညမှာတော့ကျမတို့အနေနဲ့အိယာမဝင်ခင်အိတ်ချမ်းတဲ့ချိန်လေးမှာစိတ်ဖြေလျှော့ပြီးနားထောင်ရင်းနဲ့တင်ယူလို့ရမယ့်အလဲချင်းတေးသေးလေးတွေအကြောင်းကိုနည်းနည်းရှင်းရှင်းလေးလေ့လာသွားကြမယ်အင်္ဂလိပ်စာလေ့လာနေသူတွေအတွက်ကျမကအင်္ဂလိပ်စာကျောင်းလေးတွေကိုဖြည်းဖြည်းနဲ့ရှင်းရှင်းလင်းလင်းလေ့ကျင့်နိုင်အောင်ပြောပြပေးသွားပါမယ်ဟုတ်ကဲ့ဗျအဲ့ဒီတော့တပတ်ကို2 နာရီလောက်တာချက်တရက်ကို9 မိနစ်လောက်အချိန်ပေးတာကဘာလို့ပိုအလုပ်ဖြစ်တာလဲဆိုတာကိုရင်းဆုံးသိချင်နေဗျရောင်နားလေကိုဆိုရင်သစ်ဆေးလေးတစ်ဆေးကိုမြေကြီးထဲဆွမ်းရိုက်တဲ့အခြေအနေနဲ့အနှိုင်းရှင်ကြည့်လို့ရတယ်ရှင်သစ်ဆေးလေးရှင်တန်ဖို့ဆိုရင်နေ့တိုင်းရေနဲ့ချင်းစီလောင်းပေးဖို့လိုတယ်လေဥပမာအနေနဲ့နားထောင်ကြည့်ပါနော် water the seed every day ပေါ့နေ့စဉ်ရေလောင်းပေးပါတဲ့ water the seed every day ပေါ့ဆိုတော့နေ့တိုင်းရေနဲ့ချင်းစီလောင်းပေးရင်အမြင့်တွေကရေကိုဖြည်းဖြည်းချင်းစုပ်ယူပြီးအပင်ပေါက်လာမဲ့သဘောပေါ့ဒါပေမဲ့အဲ့ဒီသစ်ဆေးလေးကိုတပတ်လုံးရေတစ်စက်မှမလောင်းပဲပစ်ထားပြီးမှစနေနေ့ကျမှရေတပုံးလုံးတပြိုင်တည်းထိလောင်းချလိုက်မယ်ဆိုရင်တော့အပင်တေတော့နေတာပေါ့ဒါပေါ့ရှင်ရေတွေရမ်းများသောပြီးအမြင့်တွေပုတ်သွားတာပဲအဖတ်တင်ပါလိမ့်မယ်ကျမတို့ရဲ့ဦးနောက်ကလည်းအဲ့ဒီသစ်ဆေးလေးနဲ့အတူတူပါပဲတရက်ထဲအများကြီးသွင်းလိုက်ရင် information overload ဖြစ်သွားတတ်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဥပမာတစ်ခုကတော့ခွတ်ပေါက်နေတဲ့သဘောတရားပါပဲခွတ်ပေါက်နေတဲ့ဥပမာဆိုတာကကျွမ်းကျင်မှုအသစ်တစ်ခုကိုလေ့လာတဲ့အခါမှာတပတ်နေမှာတစ်ခါတော့ပဲလေ့ကျင့်မယ်ဆိုရင်အဲ့ဒါကအောက်ခြေမှာအပေါက်ဖြစ်နေတဲ့ခွက်တစ်ခုတည်းကိုရေထည့်နေတာနဲ့တူတယ်ဆိုတဲ့အချက်လားဗျာဟုတ်တယ်ရှင်လူတွေရဲ့မှတ်ဉာဏ်ကအတုံးမပြုတ်ရဲ့အလိုလျောက်ကြောက်ကြွယ်သွားတဲ့သဘောရှိတယ်လေကိုကတပတ်မှတစ်ခါပဲလေ့လာတဲ့အခါဦးနောက်ကဒါကိုနေ့စဉ်ဘဝအတွက်အရေးမကြီးမှုလို့ယူဆပြီးထည့်ပစ်လိုက်ပါတယ်အင်္ဂလိပ်လိုဆိုရင် the water leaks out ပေါ့ရေရိုးထွက်သွားတဲ့ဒါကြောင့်နေ့စဉ်အချိန်နဲ့ငယ်စီပုံမှန်လုပ်ပေးဖို့လိုတာပါThat's so how much ဆိုတဲ့အချိန်ဘယ်လောက်ကြာပေးလဲဆိုတာထက် how often ဆိုတဲ့ဘယ်လောက်ပုံမှန်လုပ်လဲဆိုတာကပိုအရေးကြီးတဲ့သဘောပေါ့ဗျာဒါမဲ့လေး9 မိနစ်ဆိုတာကတချင်တပုတ်နားထောင်လို့တော့မဆုံးတဲ့အချိန်တော်လေးဗျအဲ့ဒီ9 မိနစ်လေးထဲမှာတီတာတဲ့တိုးတက်မှုဖြစ်လာအောင်တကယ်ပဲလုံလောက်ရဲ့လားဆိုတာကျွန်တော်ကတော့နည်းနည်းတန်တရားဖြစ်မိတယ်ဗျအဲ့ဒီလိုထင်စားတော့ရှိတာပေါ့ရှင်ဒါပေမဲ့ဦးနောက်ရဲ့တဘွားဝါကိုလေ့လာကြည့်ရင်အချိန်ပမာဏထက်အချိန်ရေကပိုရေးကြီးတယ်ဦးနောက်ကထပ်ခါထလဲလဲလှုပ်ဆောင်မှုတွေကိုအရင်နှစ်တက်တယ်လေဥပမာ repetition builds the habit ထပ်ခါထလဲလဲလှုပ်ခြင်းကအလေးချင်းကိုတိစောက်ပေးပါတယ်တဲ့9 မိနစ်ပဲဖြစ်နေ့တိုင်းလုပ်နေရင်ဦးနောက်ကဒါကိုအရေးကြီးတဲ့အရာအဖြစ်သတ်မှတ်ပြီးရေရှည်မှတ်ဉာဏ်နဲ့ပို့ပေးလိုက်တာပါဟုတ်ကဲ့ဗျအချိန်ကြာတာမကြာတာထက်နေ့စဉ်ထပ်တလဲလဲလှုပ်တဲ့အချိန်ရေကဦးနောက်ကိုအချက်ပေးခေါင်းလုံးထိုးလိုက်တယ်လို့ဖြစ်သွားတာပေါ့ယူတီတော့ရှိပါတယ်ဗျာဒါမဲ့အခက်ခဲဆုံးကအဲ့ဒီ9 မိနစ်ကိုစတင်ဖို့ပဲဗျာဒီနေ့ခုံအလုပ်လုပ်ထားလို့ပင်ပန်းနေတဲ့အချိန်မှာ9 မိနစ်လေစာအုပ်ဖွင့်ဖို့ဆိုတာတော့တောင်ကြီးတစ်လုံးကိုတွင်းရတယ်လို့ပဲလေစိတ်ကပြင်းပြီးမနှက်ထံမှာပဲလှုပ်တော့မယ်ဆိုတာမျိုးခဏခဏထိတတ်တယ်မန္တာဘောရှင်အလာလောကသဘောဝကြပါတယ်ဦးနောက်ကစွန့်ရင်အကုန်အကြတအောင်အမြဲတမ်းကြိုးစားနေတာကိုဒါကိုကြိုးလွှားဖို့ဆိုရင်10 မိနစ်စီးမြင်ထမို့9 မိနစ်စီးမြင်ကိုသုံးလို့ရပါတယ် just stop for 5 minutes ပေါ့9 မိနစ်လောက်ပဲရင်ဆက်လုပ်ကြည့်ပါတဲ့9 မိနစ်လောက်ပဲလုပ်မယ်ပြီးရင်ချက်ချင်းရက်လိုက်မယ်လို့ကိုကတိပေးလိုက်တာပေါ့စိတ်ထဲကပြင်းစည်းမှုကိုလဲစားလိုက်တဲ့သဘောတဲ့အတိအကျပါပဲရှင်ငိန်သက်နေတဲ့ကြောက်တုံးကြီးတုံးကိုစတွန်းရတယ်လို့ပါပဲအစပိုင်းမှာရွေ့သွားဖို့အင်အားအများကြီးလိုပေမဲ့တစ်ချက်ရွေ့သွားရင်ဆက်တွန်းရတာလွယ်သွားပြီလေလက်တွေ့မှာ9 မိနစ်ပဲလုံးမယ်ဆိုပြီးဆက်လုပ်လိုက်ပေမဲ့တကယ်တမ်းစိတ်ဝင်စားသွားပြီးဆက်လုပ်ထီသွားတာကများပါတယ်ပြီးတော့ပထမဆုံးအလေးအကြီးအနေနဲ့နေ့စဉ်အင်္ဂလိပ်လိုအတိုးလေးတစ်ခုနားထောင်ဖို့လိုပါတယ်အဲ့ဒီနားထောင်တဲ့နေရာမှာလေစကလုံးတိုင်းကိုအတိပဲလိုက်ရှာဖို့နားလည်ဖို့အတင်းချက်မကြုံစားဖို့အရေးကြီးတယ်လို့သိရတယ်ဗျာဒီအချက်ကတော့စိတ်ဝင်စားစရာကောင်းတယ်တာမန်ဆိုရင်နားထောင်ရင်အတိပဲကိုတီချာနားလည်အောင်လုပ်ရမယ်လို့ထင်ကြတာကောဟုတ်ပါတယ်ရှင်ဒါကရေမြုပ်တစ်ခုကိုရေထဲပေးချလိုက်တဲ့သဘောမျိုးပါပဲအင်္ဂလိပ်လိုနားထောင်ကြည့်မယ်နော် absorb like a sponge ပေါ့ရေမြုပ်တစ်ခုလိုမျိုးစုပ်ယူပါတဲ့ကျမတို့ရဲ့ဦးနောက်ကလည်းအင်္ဂလိပ်စကားပြောအတန်ဒီကိုနေ့တိုင်းနားထောင်ပေးနေရင်အဲ့ဒီအတန်ထွက်တွေစီးချက်တွေကိုနောက်ခံမှာတိတ်တဆိတ်စုပ်ယူသွားတာပါ
အထူးသဖြင့်ညအိပ်ရာဝင်ချိန်မှာစိတ်ကို short ထားပြီးနားထောင်တာကအရန်ထိရောက်ပါတယ် ရေမြုပ်လို့စုပ်ယူတယ်ဆိုတာတော်တော်သဘောကျစရာကောင်းတဲ့ဥမာပဲဗျာဒါပေမဲ့နားထောင်ရုံတတ်နဲ့တော့ပြီးဆုံးတဲ့ဆက်သွယ်ပြောဆိုမှုတစ်ခုမဖြစ်လာနိုင်သေးဘူးလေဆိုတော့ဒုတိယအလေးချင်းတစ်ခုဖြစ်တဲ့ကိုယ်တိုင်အတန့်ထွက်ပြောခြင်းဆိုတာလိုလာပြီပေါ့ ဟုတ်ကဲ့ရှင်နေ့စဉ် English လို့စာကြောင်း၃ကြောင်းလောက်ကိုမိမိရဲ့တကယ့်အတန်နဲ့အတန်ထွက်ပြောဖို့လိုပါတယ်ဥပမာအနေနဲ့လိုက်ပြောကြည့်ပြပါနော် Today is Monday ဒီနေ့တနင်္လာနေ့ထိပါတယ် I am tired ကျွန်မပင်ပန်းနေတယ် I want coffee ကျွန်မ coffee တောက်ချင်တယ် Today is Monday I am tired I want coffee အဲ့ဒီလိုရိုးရှင်းတဲ့စာကြောင်းလေးတွေကိုအတန်ထွက်ပြောဖို့ပေါ့ဗျာစကားပြောတဲ့ဆိုတာစပီးစီးတာလိုမျိုးရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတစ်ခုလို့ကျွန်တော်မြင်နေဗျာစပီးဘလို့စီးရမလို့ဆိုတော့ကိုစောက်ထင်မှဖတ်နေုံနဲ့တကယ်တမ်းစပီးပေါ်တက်ခွာလိုက်ရင်ချက်ချင်းပြုတ်ကျသွားမှာပဲလေ သိမှန်တာပေါ့ရှင်ဘာသာစကားမှာလည်းတတ်တာတွေဘလောက်ပဲကျွမ်းကျင်နေပါစေကိုယ်တိုင်ဘာစကားနဲ့အတန်မထွက်ဘူးဆိုရင်လျာနဲ့နှုတ်ခမ်းကြွက်သားတွေကဘလို့လှုပ်ရှားရမလဲမသိသေးဘူးလေ muscle memory လို့ခေါ်တဲ့ကြွက်သားမှတ်ဉာဏ်ကိုတိဆောက်ဖို့နေ့စဉ်အတန်ထွက်ပြောပြရမယ်ဒါပဲလေတချို့ကကိုယ်တိုင်ပြောကြည့်ရဲ့အခါလျာခလုတ်တိုက်တာမျိုးကိုယ့်အတန်ကိုကိုပြန်ချပြီးရှက်တလို့လို့အနေခက်တလို့လို့ဖြစ်တတ်ကြတာဗျာ အဲ့ဒါလည်းအစားပိုင်းမှာဖြစ်တတ်တဲ့သဘာဝတစ်ခုပါပဲရှင် It is okay to be embarrassed ရှက်ယုံနေရလဲကိစ္စမရှိပါဘူးတဲ့စက်တိုက်လုတ်သွားရင်ပါစက်ကအသားကျသွားပြီးတဖြည်းဖြည်းတက်တောင့်တက်တာဖြစ်လာပါလိမ့်မယ် Soon you will be comfortable ပေါ့မကြခင်မှာတက်တောင့်တက်တာဖြစ်လာပါလိမ့်မယ်တဲ့ ဟုတ်ကဲ့ဗျာအခန်းတကာပိတ်ပြီးကိုယ့်အသာတရောတဲ့လေ့ကျင့်လို့ရတာပဲလေနော်ကဲအခုနားထောင်တာလဲလုတ်ပြီးပြီအတန်ထက်ပြောတာလဲလုတ်ပြီးပြီဆိုတော့တတိယမြောက်အလေးအကျင့်ဖြစ်တဲ့ဝေါ်ဟာရပိုင်းကိုဆက်သွားကြအောင်ဗျာ တတိယမြောက်အလေးအကျင့်ကတော့နေ့စဉ်စကလုံးအသစ်တစ်လုံးတည်းကိုသာလေ့လာပြီးလက်တွေ့ဝါကြဖွဲ့အသုံးပြုတာပါရှင် Learn one word a day ပေါ့တရက်ကိုစကလုံးတစ်လုံးတည်းလေ့လာပါတယ် ဒီနေရာမှာတော့ကျွန်တော်နည်းနည်းလေးဝင်ပြီးညင်းကျင်လာပြီဗျာတရက်ကိုစကလုံးတစ်လုံးတည်းဆိုတာအရန်ကိုနေခွဲလုံးမနေဘူးလားလူအများစုကတရက်ကိုအလုံး20 30လောက်အများကျက်ပြီးမြန်တက်ချင်ကြလာသဘောပါပဲလေတစ်နေ့လုံးမှာ365လုံးပဲရမယ်ဆိုရင်လုံးလောက်ပါမလား ရှင်ပြောသလိုတရက်ကိုအလုံး30လောက်ကျက်ချင်တယ်ဆိုတဲ့စံသားကိုနားလည်ပါတယ်ရှင်ဒါပေမဲ့အဲ့ဒီလိုအလွတ်ကျက်လိုက်တာကအပေါ်ယံမှာတားချင်းတက်ပဲဖြစ်သွားပါတယ်နောက်တစ်ပတ်လောက်နေရင်အများစုကမြင့်သွားတတ်ကြတယ်လေဒါပေမဲ့တရက်ကိုတစ်လုံးတည်းသတ်မှတ်ပြီးတကယ်လက်တွေ့ဘဝနဲ့ချိတ်ဆက်အသုံးပြုလိုက်တဲ့အခါဦးနောက်ကအဲ့ဒါကိုနှက်ချိုင်းစွာစီမံတွေးတော်ချင်းလူငန်းစဉ်နဲ့ထည့်လိုက်ပါတယ် တမ်းမို့ကိုတစ်တာတဲ့ရိုက်သွင်းတဲ့ဥပမာလိုပါဗျာစကလုံးအလုံး30ကိုမျက်စိနဲ့ဖတ်ပြီးကြက်လိုက်တာကတမ်းမုံအချောင်း30ကိုတစ်တာပေါ်အသားလေးတင်ထားလိုက်တယ်လို့ပဲလေးလိုက်တာနဲ့ပြုတ်ကျသွားမှာပဲလေ ဟုတ်ပါတယ်ရှင်ခိုင်မဲမှုမရှိဘူးပေါ့ ဒါပေမဲ့စကလုံးတစ်လုံးတည်းကိုယူပြီးဝါကြလေးတစ်ကြောင်လောက်ဖွဲ့ကြည့်လိုက်တာအတန်ထွက်ပြောကြည့်လိုက်တာမျိုးလုံးမှသာအဲ့ဒီတမ်းမို့ကိုတူနဲ့ခဏနာလေးရိုက်သွင်းလိုက်တယ်လို့ဖြစ်သွားပြီးမှတ်ဉာဏ်ထဲကိုခိုင်မဲသွားမှာပေါ့ အတိအကျပါလေရှင် hammer the nail into the wood ပေါ့တစ်ထားတဲ့ကိုတန်မိုးရိုက်သွင်းပါတဲ့အဲ့ဒီလိုကိုယ်ပိုင်အတွေ့အကြုံနဲ့လက်တွေ့အသုံးပြုလိုက်မှသာဦးနောက်ကဒီစကလုံးကိုဆက်သွယ်ပြောဆိုဖို့အရေးကြီးတဲ့ကိရိယာတစ်ခုအဖြစ်မှတ်သားသွားတာပါနောက်ပြီးအတန်ထွက်တဲ့ပိုခေါင်းလာဖို့အတွက် shadowing လို့ခေါ်ရဲ့အရေးလိုလိုက်ပြောရဲ့လေ့ကျင့်နှန်းကလည်းအရန်ကိုအထောက်အကူပြုပါတယ်ရှင် shadowing ဆိုတာအရေးတစ်ခုကလူရဲ့လှူရှားမှုတိုင်းကိုနောက်ကနေလိုက်လုပ်တယ်လို့မျိုးမူရင်အတန်ထွက်ပြောနေတဲ့သူရဲ့လေယူလေသိမ်းအဖြတ်တောက်တွေကိုနောက်ကနေကပ်ပြီးအတူခိုးလိုက်ပြောရတဲ့သဘောပေါ့နော် ဟုတ်ပါတယ်ရှင်မူရက်တဘူးနားထောင်မယ်ခဏရက်မယ်ပြီးရင်သူပြောသွားတဲ့အတိုင်းအတန်ထွက်ရောခန်းစားချက်ပါတူအောင်လိုက်ပြောကြည့်မယ်ပေါ့ဒီလိုလောက်ပြီးချင်းအပြင်ကိုယ့်အတန်ထွက်တာမကားစကားပြောရခါဘေးနေရာမှာအတန်မြင့်ရမယ်နှိမ့်ရမယ်ဆိုတာတွေကိုပါကိုယ်တိုင်ပါဝင်စီးမြော်ပြီးလေ့ကျင့်နိုင်မှာပဲအစားပိုင်းမှာရှာခလုတ်တိုက်တယ်လို့ဖြစ်နိုင်ပြီမဲ့နောက်ပိုင်းအလေးကျင့်တစ်ခုဖြစ်သွားရင်စကားပြောတာအများကြီးချောင်းမွေလာမှာတေးချပါတယ် နားထောင်ခြင်းကနေဘာသာစကားကိုစုပ်ယူမယ်ပြီးရင်ကိုယ်တိုင်အတန်ထက်ပြောပြီးကြွတာမှညံတီဆောင်မယ်နောက်ဆုံးစကလုံးတစ်လုံးကိုနက်နက်ရှိုင်မတာမယ်ဒီရိုးရှင်းတဲ့အလေးချင်းတွေကရေရှင်းမှာအမခန့်အကျိုးတက်ရောက်မှုတွေရှိလာမှာပါ မှန်ပါတယ်ရှင်နောက်ဆုံးနေပြောချင်တာကတော့ဘာသာစကားခုကိုလေ့လာတဲ့နေရာမှာတစ်ခါတလေပြင်ထားပါတာရက်ကြောသွားတာတွေရှိလာနိုင်ပါတယ်ဒါကလူတဘာဝပါပဲအဲ့ဒီလိုအချိန်ကြီးမှာမိမိကိုယ်ကိုအရန်အဖြစ်မတင်ဖို့အရေးကြီးပါတယ်Be kind to yourself ပေါ့ကိုယ်တညာပါတယ်တဲ့နားလည်ပြီးနောက်တနေ့မှာ9မိနစ်လေးပြန်စားဖို့ပဲလိုပါတယ် ဟုတ်ကဲ့ဗျာ
ဒီနေ့အသက်ချိန်ပေးပြီးအခုလိုတွေးတောနားချောင်းနေတာကလည်းကိုယဉ်နှင်းညမှုတစ်ခုလုံးနေတာပါပဲဗျာအစီအစဉ်ပြီးဆုံးခင်မှာနောက်ထပ်တွေးတောစရာလေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်အခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အငားမိနစ်လေးနဲ့စတင်ပြီးနေ့စဉ်ပုံမှန်လောက်ဆောင်တဲ့အလေးချင်းတေးသေးလေးတွေဆိုတဲ့သဘောတရားကိုတေးကြစဉ်းစားကြည့်ပါဗျာ တခြားနေရာနေမှာလည်းသုံးလို့ရနိုင်မလားဆိုလာမျိုးပေါ့ ဒါပေါ့ဗျာဒီသဘောတရားကိုအင်္ဂလိပ်စာလေ့လာတဲ့နေရာမှာတာမကပဲအချိန်မရှိဘူးလို့စင်ကြယ်ပေးနေမိတယ်ဒါမှမဟုတ်စတင်ဖို့ကြောက်ရွံ့နေတယ်ဘဝရဲ့အခြားသောရည်မှန်းချက်ကြီးတွေပေါ့ဗျာဥပမာကျမ်းမာရဲ့အတွက်လိကျင့်ခံလှုပ်ချင်တာပဲဖြစ်ဖြစ်စာအုပ်ထုတ်ရေးချင်တာပဲဖြစ်ဖြစ်အခြားကျွမ်းကျင်မှုအသက်တစ်ခုကိုသင်ယူချင်တာပဲဖြစ်ဖြစ်အဲ့ဒီလိုနေရာတွေမှာရောဒီဂါမင်းနဲ့စီမင်းကိုဘလို့အသက်သွင်းနိုင်မလဲဆိုတာကိုဆက်လက်တွေးတောကြည့်စေချင်ပါတယ်ဗျာဒီညအတွက်တော့အေးချမ်းလေးညချမ်းလေးဖြစ်ပါစေကိုယ်တိုင်အတွက်အကျိုးရှိမဲ့ဂါမင်းလေးတွေကိုမနှက်ဖြန်ကစပြီးဖန်တီးနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်ဗျာ